ကဘာပေါ်မှာဖတ်လို့မရသေးတဲ့တစ်ခုသေးသောစာအုပ်အဖြစ်နှစ်ပေါင်း600နီးပါးကြောင်လှုပ်ဝက်စမ်းကြဲစွာတည်ရှိနေတဲ့စာအုပ်တော်ရှိပါတယ်။ဒီစာအုပ်ပါစာသားတွေဟာတကယ်ရှိခဲ့တဲ့အကြောင်းအရာတွေကိုလှုပ်ဝက်ကုတ်တွေအဖြစ်ဖန်တီးထားတာလား။ဘာသာစကားအသစ်တစ်ခုကိုတမင်ဖန်တီးရေးသားထားတာလားဆိုတာကိုနှစ်ပေါင်းများစွာကြောင်ဘယ်သူမှအဖြေရှာနိုင်ခြင်းမရှိသေးပါဘူး။ဒီစာအုပ်ကို1912ခုနှစ်မှာအီတလီနိုင်ငံရောမမြို့က Villa Mondragone လို့ခေါ်တဲ့နေရာမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။စာအုပ်ရဲ့အရွယ်အစားတင်းငယ်ပြီးတော့ပုံမှန်စာအုပ်တစ်အုပ်လောက်ပဲရှိပါတယ်။မူလကစာမျက်နှာပေါင်း282မျက်နှာရှိပေမဲ့အချို့စာအုပ်တွေပျက်စီးနေတာကြောင့်လက်ရှိမှာစာမျက်နှာ240ကျော်လောက်ပဲကျန်ရှိပါတော့တယ်ဒီစာအုပ်ကစာမျက်နှာတွေကိုစိတ်တည်တွေကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာဖြစ်ပြီးတော့ရေးသားထားတဲ့နှင်းနဲ့စေးရောင်ခြေပစ္စည်းတွေကိုလည်း15ရာစုကအသုံးပြုခဲ့တဲ့ပုံစံတွေဖြစ်ကြောင်းတွေ့ရှိရပါတယ်စာလုံးတွေကဘယ်ဘက်ကနေညာဘက်ကိုအဆက်မပြတ်စီးဆင်းနေတဲ့ပုံစံနဲ့ရေးသားထားပြီးတော့လုံးဝအမည်မသိတဲ့အခရာများနဲ့ဘာသာစကားကိုအသုံးပြုထားတာကြောင့်ဘယ်သူမှဒီကနေ့အထိဒီလိုထူးခြားဆန်းကျယ်စွာဖန်တီးထားတဲ့ဒီစာအုပ်ကိုဖြေထုတ်ဖို့စူးစမ်းနေကြပေမဲ့ဘယ်သူမှဖတ်လို့မရသေးပါဘူးဒီကနေ့မှာတော့ဒီလိုအဖြေမရှိဖတ်လို့မရတဲ့စာအုပ်ထဲမှာဘလို့မှော်ဆန်တဲ့အကြောင်းအရာတွေပါဝင်နေလဲဒီစာအုပ်ကစီးကျန်းစာအုပ်တော်လားအချို့ပညာရှင်တွေယူဆထားကြသလိုအသက်ရှည်စည်းလို့မှော်ဆန်တဲ့လှုပ်ဝက်ချက်တွေပါနေသလားနောက်ပြီးတော့ဒီစာအုပ်ကဘလို့လူမျိုးတွေလက်ထဲကိုရောက်ရှိခဲ့တယ်လဲဆိုတာကိုဒီဗီဒီယိုမှာပြည့်ပြည့်စုံစုံတင်ဆက်ပေးသွားမှာမလို့အားလုံးပဲစိတ်ပါဝင်စားတယ်ဆိုရင်ကျွန်တော်နဲ့အတူလိုက်ပါစီမျောခန်းစားကြပါအောင်ဗျကဲအစင်းလေးဖြစ်ပြီဆိုရင်စောက်လိုက်ကြအောင်Venice Manuscript ရဲ့အစတမိုင်းကြောင်းနဲ့ရှာဖွေတွေ့ရှိမှုဟာအရန်စိတ်ဝင်စားဖို့ကောင်းပြီးတော့လှုပ်ဝက်စမ်းကြံမှုတွေနဲ့ပြည့်နေပါတယ်။ဒီလက်ရင်းမှုစာအုပ်ကကမ္ဘာပေါ်မှာအခက်ခဲဆုံးလှုပ်ဝက်ကုတ်တွေကတစ်ခုလို့သတ်မှတ်ခံထားရပါတယ်။ဒီစာအုပ်ဟာလက်ရင်းနဲ့ရေးထားတဲ့စာအုပ်တော်ဖြစ်ပြီးတော့ AD 1404ခုနှစ်မှ1438ခုနှစ်အတွင်းရေးသားခဲ့တယ်လို့ခန့်မှန်းကြပါတယ်။ဆိုလိုတာကနှစ်ပေါင်း600နီးပါးတက်တန်းရှိနေပြီလို့ဆိုလိုတာပါ။ဘသူရေးခဲ့တယ်လဲဆိုတာကိုဒီကနေ့အထိဘသူမှတိတိကျကျမသိသေးပါဘူးဗျ။ဘာသာဗေဒပညာရှင်တွေနဲ့ကုတ်ဖော်သူတွေဟာရာစုနှစ်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့ဒီစာအုပ်ကိုရေးသားခဲ့သူရဲ့မူရင်းရွယ်ချက်ကိုထုတ်ဖော်နိုင်ခြင်းမရှိသေးပါဘူး။စာအုပ်မှာမသိတဲ့ဘာသာစကားတွေမသိတဲ့အခရာတွေနဲ့ရေးသားထားတဲ့စာသားတွေအပြင်ထူးခြားစမ်းပြတဲ့ရုပ်ပုံတွေအများပြားလဲပါဝင်ပါတယ်။ဥပမာဘလို့အပင်မှမသိတဲ့ပုံတွေနက္ခဗေဒဆိုင်ရာပုံတွေနဲ့အမျိုးသမီးငယ်များရေချိုးနေတဲ့ပုံများပါဝင်ပါတယ်ဒီလေရင်မှုစာအုပ်ဟာရာစုနှစ်ပေါင်းများစွာပညာရှင်တွေနဲ့တော်ဝင်မိသားစုတွေရဲ့လက်ထက်မှာလျှို့ဝှက်ချက်အနေနဲ့လှည့်လည်သွားလာခဲ့ပါတယ်1912ခုနှစ်မှာတော့ Lithuania ပိုလန်နာမည်ကျော်ရှေးအောင်စာအုပ်ရောင်းဝယ်သူ Venice ဟာအီတလီနိုင်ငံရောမမြို့အနီးက Mondragone College မှာရှိတဲ့ခရစ်ယာန်ဘုရားကျောင်းရဲ့စာကြည့်တဲ့ဟောင်းတစ်ခုကနေဒီစာအုပ်ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူ့နာမည်ကိုအစွဲပြုပြီးတော့ Venice Manuscript လို့အမည်ပေးခဲ့တာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကစာအုပ်တော်လုံးကိုဘယ်သူမှမထုတ်ဖော်နိုင်သေးတဲ့ထူးဆန်းတဲ့အခရာစနစ်နဲ့ရေးသားထားတာပါ။ဒီအခရာတွေကလက်ရှိကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားစာရေးသားနည်းစနစ်တွေနဲ့လုံးဝမတူညီပါဘူး။ဒီစာအုပ်ကရှေးအောင်ဘာသာစကားမဟုတ်ဘဲနဲ့တစုံတစ်ယောက်ကသတင်းအချက်လက်တွေကိုလျှို့ဝှက်ထားဖို့အတွက်တေချာစီစဉ်ထားတဲ့ကုတ်တစ်ခုဖြစ်တယ်လို့ပညာရှင်အများကယုံကြည်ကြပါတယ်ဗျ။ရာစုနှစ်ပေါင်းများစွာအတွင်းနာမည်ကြီးကုတ်ဖော်သူတွေဒုတိယကမ္ဘာစစ်အတွင်းကကုတ်ဖော်ခဲ့တဲ့ကျွမ်းကျင်သူတွေကအစစူးစမ်းခဲ့ပေမဲ့ဒီကနေ့ထိအောင်မြင်စွာဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။စာအုပ်အထဲမှာပါဝင်တဲ့ပုံတွေကပုံမှန်မဟုတ်ဘဲနဲ့ထူးခြားနေပါတယ်ဗျ။စာအုပ်ရဲ့အစိပ်ပိုင်းတွေမှာဆိုရင်အရန်ကိုအနုစိတ်အသေးစိတ်ဆွဲထားတဲ့အပင်ပုံတွေပါဝင်ပါတယ်။ဒါပေမဲ့အဲ့ဒီအပင်တွေကိုလက်ရှိကမ္ဘာပေါ်ကဘယ်အပင်မျိုးနဲ့မှတိုက်ဆိုင်စစ်ဆေးလို့မရပါဘူး။နက္ခတ္တဗေဒနဲ့ဇီဝဗေဒဆိုင်ရာပုံတွေလို့ယူဆရတဲ့ပုံတွေပါဝင်ပြီးတော့မျိုးသမီးပုံတွေပိုက်လုံးတွေနဲ့ချိတ်ဆက်ထားတဲ့ရေကန်တွေစတဲ့ပုံတွေဟာရှစ်ခေတ်စေဝါဒါမှမဟုတ်ရင်ရိုးရာဘာသာရေးဆိုင်ရာအတိတ်ပဲတွေရှိနေနိုင်တယ်လို့ယူဆရပါတယ်15ရာစုမှာရေးသားခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းဒီစာအုပ်ဟာ Australia ဧကရာဇ်ဘုရင်တစ်ပါးဖြစ်တဲ့ Rudolf II အပါအဝင်19ရာစုကနာမည်ကြီးပညာရှင်အများပြားနဲ့မြန်မာအခေါ်အဝေါ် accurate ပညာရှင်ဓာတုဗေဒပညာရှင်များနဲ့ဥရောပတိုက်ကစိတ်ဝင်စားဖွယ်ရာတမိုင်းဝင်ပုဂ္ဂိုလ်များရဲ့လက်ထဲကိုရောက်ဖူးခဲ့ပါတယ်ဒီစာအုပ်ကိုဘယ်သူရေးသားခဲ့တယ်လဲမသိပေမဲ့16ရာစုနှောင်းပိုင်းမှာစာအုပ်စတင်မှတ်တမ်းဝင်ခဲ့တဲ့နေရာဟာဥရောပအလယ်ပိုင်းဖြစ်ပါတယ်ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အတွင်းကနာမည်ကြီးကုတ်ဖြေပညာရှင်များပင်နှစ်ပေါင်းများစွာကြိုးစားခဲ့ပေမဲ့ဒီစာအုပ်ထက်ကစကလုံးတွေကိုအဖြေမထုတ်နိုင်ခဲ့ကြပါဘူးဥပမာဂျပန်ရဲ့ Code Puppet ကိုဖော်ထုတ်ခဲ့တဲ့ William Friedman လိုပညာရှင်တွေအပါအဝင်ပေါ့ဒါပေမဲ့ဒီကနေ့မှာတော့ဒီစာအုပ်ကိုကျွန်တော်တို့အတူတူလေ့လာကြည့်လို့ရပါတယ်ဗျ Venice Manuscript ကစာအုပ်တစ်ခုလုံးမှာဖတ်လို့မရတဲ့စာသားတွေအပြင်ပုံတွေအများကြီးပါဝင်ပါတယ်လေ့လာသူတွေကဒီပုံတွေကိုကြည့်ပြီးတော့စာအုပ်ကိုအခန်းကဏ္ဍ6ပိုင်းခွဲခြားသတ်မှတ်ထားခဲ့ပါတယ်ရုပ်ခဗေဒအပိုင်းဒီပုံမှာတွေ့တဲ့အတိုင်းပဲဒီပိုင်းကရုပ်ခဗေဒအပိုင်းမှာ
ဒီပိုင်းမှာဆိုရင်ထူးဆန်းတဲ့အပင်တွေရဲ့ပုံတွေအများပြားဆွဲထားတာကိုတွေ့ရပါတယ်ဒီအပင်တွေကလက်ရှိကမ္ဘာပေါ်မှာရှိနေတဲ့အပင်မျိုးတွေနဲ့တူတာတွေလည်းရှိသလိုလုံးဝမတွေ့ဘူးသေးတဲ့စိတ်ကူးရင်အပင်မျိုးတွေလည်းပါဝင်နေပါတယ်ဗျဒီပိုင်းမှာဆိုရင်နက္ခတ္တဗေဒနက္ခတ်ပညာအပိုင်းပေါ့စဝိုင်းပုံကွက်လက်ဇရာတွေနေလကျယ်တွေနဲ့ယာတိခွင်တင်ကေတပုံတွေကိုရေးဆွဲထားခဲ့ပါတယ်နောက်ထပ်တစ်ပိုင်းကတော့ဇီဝဗေဒအပိုင်းပါဒီပိုင်းမှာဆိုရင်ပိုက်လုံးပုံစံကွန်ရက်တွေနဲ့ချိတ်ဆက်ထားတဲ့ရေကန်တွေထဲမှာအမျိုးသမီးငယ်တွေချိုးနေကြတဲ့ပုံသို့မဟုတ်ပုံမှန်တရံစမ်းကြဲတဲ့ရုပ်ပုံတွေကိုတွေ့ရပြီးတော့ဒါဟာစေးပညာသို့မဟုတ်တားဖွားမိရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်ဇီဝဗေဒအပိုင်းလို့ယူဆရတဲ့ဒီအပိုင်းမှာဆိုရင်ရုပ်ခဗေဒအပိုင်းကအပင်ငယ်ပုံစံတွေနဲ့စေးဖြော်ဆက်နေတဲ့ပလင်းပုံတွေအိုးပုံတွေကိုရောနှောဆွဲထားပါတယ်ဒီအပိုင်းကတော့စัจ java အပိုင်းလို့ယူဆရပါတယ်စัจ java အပိုင်းမှာဆိုရင်ပုံစံမျိုးမျိုးဒီဇိုင်းအမျိုးမျိုးနဲ့စဝိုင်းပုံခောက်ချိုးဆွဲထားတဲ့ပုံတွေပါဝင်ပါတယ်ဗျနံပါတ်6အပိုင်းအနေနဲ့ကတော့စေညွန့်အပိုင်းပါဒီအပိုင်းမှာဆိုရင်အပင်ပုံတွေမပါဘဲနဲ့စာသားတွေသာအဓိကပါဝင်ပြီးတော့ဒါတွေဟာစေဝါပြင်ဆင်ပြီးညွှန်ကြားချက်များဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒီလိုပုံစံတွေနဲ့ဖတ်မရတဲ့စာသားတွေကြောင့် Binance Manuscript ဟာလျှို့ဝှက်စမ်းကြဲတဲ့စာအုပ်အဖြစ်နှစ်ပေါင်းရာချီကြာအောင်တည်ရှိနေစေဖြစ်ပါတယ်။စာအုပ်ထဲမှာပါတဲ့ရုပ်ခဗေဒ၊နက္ခတ္တဗေဒနဲ့ဇီဝဗေဒပုံတွေကိုကြည်ချင်းအဖြစ်ရေးသားသူဟာအပင်တွေစေးပတ်ဝင်ပစ္စည်းတွေနဲ့စัจ java ကိုစိတ်ဝင်စားတဲ့ပညာရေးဆိုင်ရာကျွမ်းကျင်သူဖြစ်နိုင်ပါတယ်။စာမူရဲ့အချို့အပိုင်းတွေမှာတီလာရှင်တွေလိုဝတ်ဆင်ထားတဲ့အမျိုးသမီးငယ်များရေချိုးနေတဲ့ပုံတွေစေဝါဗေဒဆိုင်ရာအကြောင်းအရာတွေပါဝင်နေတာကြောင့်ရေးသားသူဟာဘာသာရေးဖွဲ့စည်းသို့မဟုတ်စေးပတ်ဝင်အပင်များကိုလေ့လာတဲ့အဖွဲ့အစည်းတစ်ခုကဖြစ်နိုင်တယ်လို့ယူဆရပါတယ်။လက်ရေးမှုမှာပါဝင်တဲ့စာသားတွေကိုလေ့လာကြည့်ရမှာတော့တဦးထပ်ပိုတဲ့ရေးသားသူတွေရဲ့လက်ရေးပုံစံတွေကိုတွေ့ရှိတာကြောင့်ဒီစာအုပ်ကိုလူတစ်ယောက်တည်းကမဟုတ်ဘဲနဲ့အဖွဲ့တစ်ဖွဲ့ကစုပေါင်းရေးသားခဲ့တာဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆခဲ့ကြပါတယ်ဗျ။ဒါပေမဲ့နောက်ဆုံးမှာတော့ Binance Manuscript ကို AI အသုံးပြုပြီးတော့အဖြေရှာဖို့အတွက်ကြိုးပမ်းခဲ့ကြတဲ့အခါမှာတော့ထင်ရှားတဲ့ theory တချို့ကိုရရှိခဲ့ပါတယ်။ AI ကိုဘာသာစကား380ကျော်ဖြင့်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ Binance Manuscript စာအုပ်မှာပါတဲ့စာသားတွေကိုခွဲခြမ်းစိတ်ဖြာခိုင်းရမှာတော့ဒီ theory အားလုံးဟာ Hebrew ဘာသာစကားဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ AI ကဖော်ထုတ်ခဲ့ပါတယ်။စာအုပ်ကို Hebrew ဘာသာစကားနဲ့ရေးသားထားပြီးတော့ vowel သရများကိုဖျောက်ထားကစာလုံးများကိုနေရာပြောင်းထားခြင်းဖြင့်ကုတ်လုပ်ထားတယ်လို့ယူဆခဲ့ကြပါတယ်။ဒါကြောင့်ပညာရှင်တွေကစီကံအတိုင်းပဲ Hebrew ဘာသာစကားနဲ့ကုတ်ဖြည့်ကြည့်ရမှာပေါ့ပထမစာကြောင်းကထွက်ပေါ်လာတဲ့စကားလုံးတွေရဲ့80%ကျော် Hebrew အဘိဓာန်ထဲမှာပါဝင်နေတာကိုတွေ့ရှိခဲ့ရပြီးတော့ Google Translate အကူအညီနဲ့အဓိပ္ပာယ်ဖော်ကြည့်ခဲ့တဲ့အခါမှာတော့သူမဒီဖုန်းတော်ကြီးအိမ်ရှင်နဲ့ငါကိုယ်တိုင်လူအများကိုအကြံပြုခဲ့သည်ဆိုတဲ့စာကြောင်းကိုရရှိခဲ့ပါတယ်။ AI ကိုလေ့ကျင့်ရမှာအသုံးပြုခဲ့တဲ့ခေတ်ပေါ်ဘာသာစကားအချက်အလက်တွေဟာ15ရာစုကရေးသားခဲ့တဲ့ရှေးဟောင်းဘာသာစကားနဲ့တော့အလွန်ကွာခြားမှုဖြစ်နေပါတယ်။ဘာသာဗေဒပညာရှင်တွေနဲ့ကုတ်ဖြေပညာရှင်တွေရဲ့ကြားမှာတော့ကြဲကြဲပြန့်ပြန့်လက်ခံအတည်ပြုခြင်းတော့မခံရသေးပါဘူးဗျ။သို့တော်လည်းဒီဘာသာပြန်ထားတဲ့စာကြောင်းတွေဟာစာလုံးအချင်းချင်းအဆက်မရှိဘဲနဲ့အဓိပ္ပာယ်မဲ့ဖြစ်နေတယ်လို့ Hebrew ဘာသာမိခင်ဘာသာစကားပြောသူပညာရှင်တွေကဝေဖန်ခဲ့ကြပါတယ်။ဒါဟာကုတ်ဖြေစနစ် algorithm ကအဖြစ်တစ်ခုကိုရှာတွေ့ခဲ့ပေမဲ့စာအုပ်ရဲ့အဓိပ္ပာယ်အစစ်မှန်ဖော်ထုတ်နိုင်ခြင်းမရှိသေးဘူးဆိုတဲ့အထောက်အထားတစ်ခုဖြစ်ခဲ့ပါတယ်။ထူးဆန်းတာက Binance Manuscript ကို16ရာစုနှင့်18ရာစုအတွင်းကထင်ရှားတဲ့ပညာရှင်များနဲ့အဂိရပညာဝါသနာရှင်များကအသက်ရှည်သေးဆိုင်ရာကျမ်းအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။15ရာစုကနေ18ရာစုကာလတွေဟာအဂိရပညာရဲ့ခေတ်ဖြစ်ပြီးတော့အသက်ရှည်သေးနဲ့ရွှေဖိုထိုးနည်းဟာနိုင်ငံရေးနဲ့သိပ္ပံပညာရှင်များရဲ့အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ Binance Manuscript ကိုပိုင်ဆိုင်ထားသူအများစုဟာဒီရည်မှန်းချက်ကိုကိုယ်တိုင်ရှာဖွေရန်ကြိုးစားနေကြတဲ့အဂိရပညာရှင်များပဲဖြစ်ပါတယ်။အဂိရပညာကျမ်းတွေဟာ၎င်းတို့ရဲ့နည်းစနစ်များကိုပြိုင်ဘက်တွေမသိစေရန်အတွက်သင်္ကေတများနဲ့ပုံစံများကိုအသုံးပြုပြီးတော့လျှို့ဝှက်ကုတ်တွေနဲ့ရေးသားလေးရှိပါတယ်။ Binance Manuscript ရဲ့စေဝါဗေဒဆိုင်ရာအပိုင်းတွင်ပါဝင်တဲ့ဖန်ပလင်းများအိုးများနဲ့ရှုပ်ထွေးနေတဲ့ကိရိယာတွေဟာအဂိရပညာမှာအသုံးပြုတဲ့ဖိုထိုးကိရိယာများနဲ့ဆင်တူနေပါတယ်။စာအုပ်ကိုဘယ်သူမှဖတ်လို့မရတဲ့အကြောင်းတွေကြောင့်၎င်းမှာပါဝင်တဲ့အချက်လက်တွေကအလွန်တန်ဖိုးကြီးပြီးတော့လူအများစုအတွက်မရည်ရွယ်တဲ့လျှို့ဝှက်ချက်များသာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။ဥပမာအသက်ရှည်စေဖော်ဆန်နီးလို့ပေါ့။ဒီစာအုပ်ရဲ့လျှို့ဝှက်စမ်းကြယ်မှုကပင်၎င်းရဲ့တန်ဖိုးကို accurate လျှို့ဝှက်ချက်အဖြစ်မြင့်တင်ပေးခဲ့ပါတယ်။
Australia ဧကတဲ့ဘုရင်တစ်ပါးဖြစ်တဲ့ Rudolph II ဟာ1586ကနေပြီးတော့1612ထိနန်းဆန်သက်ရှိပြီးတော့ accurate ပညာကိုစိတ်ဝင်စားတဲ့ဘုရင်တစ်ပါးဖြစ်ပါတယ်။သူကနေတဆင့် accurate ပညာဓာတုဗေဒပညာရှင် Prof တက္ကသိုလ်ရဲ့ပါမောက္ခ Jan Mark စီကိုရောက်ခဲ့ပါတယ်။ Venus manuscript ကိုပိုင်ဆိုင်ခဲ့ကြသူတွေဟာ accurate ပညာရှင်တွေဖြစ်ပေမဲ့လက်ရှိခွဲခြမ်းစိတ်ဖြာမှုတွေအရဒီစာအုပ်ဟာ accurate ကျမ်းသက်တော်မဟုတ်နိုင်ဘူးဆိုတဲ့အယူအဆတွေခိုင်မာခဲ့ပါတယ်ဗျ။ Venus manuscript ဟာ accurate ကျမ်းမဖြစ်နိုင်ဘူးလို့သုံးသပ်ရခြင်းအကြောင်းတွေကတော့ရိုးရာ accurate ကျမ်းများအရာကျမ်းအများစုမှာတတ်ထုများတခွဲကန်းလုပ်ငန်းစဉ်များဓာတုဗေဒဆိုင်ရာသင်္ကေတများနဲ့မီးအပူပေးခြင်းဆိုင်ရာပုံများပါဝင်လေ့ရှိပါတယ်။ဒါပေမဲ့ Venus manuscript အကြီးမားဆုံးအပိုင်းဖြစ်တဲ့ရုပ်ခဗေဒနဲ့ဇီဝဗေဒအပိုင်းတွေဟာအပင်များအမျိုးသမီးများရေချိုးကံများနဲ့နက်ခတ်ဗေဒင်ဇယားများကိုသာအဓိကထားရေးဆွဲထားပါတယ်။ဒါကြောင့် Venus manuscript ရဲ့ရုပ်ပုံတွေထဲမှာရွှေဖိုထိုးခြင်းကဲ့သို့သောတတ်ထုပြောင်းလဲခြင်းနဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့ accurate ရဲ့ပုံမှန်သင်္ကေတဥပမာနေလခဲရွှေသင်္ကေတများကိုအခြား accurate ကျမ်းများလောက်များများဆဆမတွေ့ရပါဘူးဗျ။အဲဒါကြောင့်ဒီစာအုပ်ရဲ့အပိုင်းအများစုဟာဆေးပတ်ဝင်အပင်များနဲ့အမျိုးသမီးများရဲ့ကျမ်းမာရေးကိုအဓိကထားပြီးပုံဖော်ထားတဲ့အတွက် Venus manuscript ဟာ accurate ကျမ်းထက်ဆေးပညာကျမ်းသို့မဟုတ်ဆေးပတ်ဝင်အပင်များဆွဲဆုံးကျမ်းဖြစ်ဖို့ကပိုပြီးခိုင်မာတဲ့အထောက်အထားဖြစ်နေပါတယ်ဗျ။ဒါကြောင့်မလို့အမျိုးသမီးများရဲ့လှုပ်ဝက်ချက်ဆိုင်ရာ theory ဟာစာအုပ်ရဲ့အကြောင်းအရာနဲ့ပုံမှုနီးစပ်နေပါတယ်ဗျ။ William Friedman ကဲ့သို့သောကမ္ဘာအကြီးဆုံးကုတ်ဖြေပညာရှင်များဟာ Venus manuscript ဆိုတဲ့ဒီစာအုပ်ကို accurate ကျမ်းအဖြစ်သက်သေပြဖို့ကြိုးစားခဲ့ပြီးမြဲမအောင်မြင်ခဲ့ပါဘူး။ William Friedman ဟာ American ခေတ်သစ်ကုတ်ဖြေပညာရဲ့ဖခင်ကြီးလိုတော့တင်စားခေါ်ခံရပြီးတော့သူနဲ့သူဇနီးတို့ဟာဒီစာအုပ်ကိုကုတ်ဖြေဖို့ကြိုးပမ်းမှုဟာတမိုင်းမှာအရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။သူဟာစာအုပ်ကိုကုတ်ဖြေဖို့ဘဝတစ်လျှောက်လုံးအားထုတ်ခဲ့ပေမဲ့အဖြေမထွက်နိုင်တဲ့ကွယ်လွန်ခဲ့ရပါတယ်။သူရဲ့ကြိုးပမ်းမှုဟာ Venus manuscript ရဲ့ခက်ခဲမှုပမာဏကိုကဘာသိအောင်ပို့ပြီးတော့ဖော်ပြပေးခဲ့ပါတယ်။စာအုပ်ထဲကစာလုံးပေါင်းစနစ်ရဲ့ဘာသာဗေဒဆိုင်ရာပုံစံတွေကိုကြည်ချင်းအဖြစ်၎င်းဟာရိုးရာ accurate ကျမ်းများမှာအသုံးပြုတဲ့ရိုးရှင်းတဲ့ကုတ်စနစ်မျိုးမဟုတ်ဘဲနဲ့ပို့ပြီးတော့ရှုပ်ထွေးတဲ့ဘာသာစကားသို့မဟုတ်ကုတ်စနစ်တစ်ခုဖြစ်တယ်လို့အများကယုံကြည်သုံးသပ်ကြပါတယ်။ Venus manuscript အကြောင်းကိုဆက်လက်ဆွေးနွေးရရင်တော့ဗြိတိန်နိုင်ငံ Bristol တက္ကသိုလ်မှာပညာရှင် Gareth Shishai ဆိုသူကသူဟာ Venus manuscript စာလုံးအချို့ကိုပေါ်တူဂီစပိန်ပြင်သစ်စတဲ့ Romance ဘာသာစကားများရဲ့အခြေခံပုံစံနဲ့ဆက်ဆက်မှုရှိတယ်လို့ယူဆပြီးတော့စနစ်တစ်ခုကိုဖန်တီးခဲ့ပါတယ်။ရလဒ်အနေနဲ့ကတော့ဒီစာအုပ်ဟာအမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ဆေးဝါးဆိုင်ရာစာအုပ်တစ်အုပ်ဖြစ်ပြီးတော့အဓိကအဖြစ်အင်္ဂလိပ်ဘုရင်မတစ်ပါးအတွက်တီလာရှင်များကရေးသားခဲ့တယ်လို့အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ဒါကြောင့်ဒီစာအုပ်ရဲ့အဓိကအကြောင်းအရာဟာအမျိုးသမီးများအတွက်သာတည်တဲ့နဲ့လျှို့ဝှက်ကျန်းမာရေးဆိုင်ရာအချက်အလက်များဖြစ်နိုင်တယ်လို့ပညာရှင်အများအပြားကသုံးသပ်ကြပြီးတော့ဒီလိုယူဆရတဲ့အဓိကအကြောင်းရင်းများကတော့စာအုပ်ရဲ့ဇီဝဗေဒဆိုင်ရာအပိုင်းမှာဆိုရင်ကိုလုံးဒီအမျိုးသမီးများစွာကိုရေကန်များပြွန်များရှုပ်ထွေးတဲ့စက်ကိရိယာတွေနဲ့ဆက်သွယ်ထားတဲ့ရေချိုးကမ်းများတွေမှာပုံဖော်ထားပါတယ်ဒီပုံတွေကအဲ့ဒီခေတ်ကခေတ်စားခဲ့တဲ့ဈေးပတ်ဝင်ရေချိုးခြင်းသို့မဟုတ်တန်းစင်ရေထုံးတန်းအစင်လာများကိုရည်ညွှန်းနိုင်ပါတယ်ဗျအချို့ပညာရှင်များကတော့ဒါကိုတာဥကျွေခြင်းယာတီသွေးဆုံးခြင်းကိုဝင်ဆောင်ခြင်းစတဲ့အမျိုးသမီးခန္ဓာကိုယ်ဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ယာတီခွင်လျှို့ဝှက်ညွှန်ကြားချက်တွေဖြစ်နိုင်တယ်လို့ယူဆကြပါတယ်အချို့ကပုံထဲကရေကန်တွေဟာဂျူးဘာသာဝင်အမျိုးသမီးတွေပြီးဖွားပြီးတဲ့နောက်သို့မဟုတ်ယာတီလာပြီးတဲ့နောက်မှာတန်းစင်တဲ့ရေကန်တွေနဲ့တူညီနေတယ်လို့ထောက်ပြကြပါတယ်စောက်ထဲမှာပါဝင်တဲ့အမည်မသိဆေးပတ်ဝင်အပင်များရဲ့ပုံတွေနဲ့ဆေးဝါးပြင်ဆင်ပုံတွေဟာလည်းအလဲခေတ်ကမျိုးသားဆရာဝန်များထက်မျိုးသမီးဆေးဆရာများသို့မဟုတ်တီလာရှင်များရဲ့လက်ဆင့်ကမ်းအသိပညာဖြစ်ဖို့ပိုများတယ်လို့ယူဆကြပါတယ်။အဲ့ဒီခေတ်မှာမျိုးသမီးတွေဟာတားဆက်ချခြင်းကိုဝင်ဖြတ်ချခြင်းစရည်နဲ့ပတ်သက်တဲ့လှုပ်ဝက်ဆေးနည်းတွေကိုဖလှယ်လေးရှိပါတယ်။ခေတ်ကာလအခြေအနေအရ15ရာစုခန့်ဟာဥရောပမှာအမျိုးသမီးတွေဟာပညာရေးနဲ့ခွင့်ရေးများဆုံးရှုံးနေရပြီးတော့ကျန်းမာရေးနဲ့လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုလူသိရှင်ကပြောဆိုရေးသားခွင့်မရှိပါဘူး။အထူးသဖြင့်ကိုဝင်ဆောင်မှုတားဖွားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာအမျိုးသမီးတွေရဲ့လှုပ်ဝက်ချက်များအဖြစ်သတ်မှတ်ခံထားရပြီးတော့ဘာသာရေးနဲ့အမျိုးသားကြီးစိုးတဲ့လူအဖွဲ့အစည်းအန္တရာယ်မှာရှောင်ရှားဖို့အတွက်ကုတ်လှုပ်ခြင်းသို့မဟုတ်လှုပ်ဝက်သင်္ကေတများဖြင့်ရေးသားခြင်းကအလွန်လိုအပ်တဲ့လုပ်ရက်တစ်ခုဖြစ်ခဲ့ပါတယ်ဘာသာစကားအသစ်နဲ့ရေးသားထားတယ်ဆိုတဲ့ theory ကတော့ဒီစာအုပ်ကိုဒိုမီနီကန်တီလာရှင်များက Maria of Crystal ဘုရင်မကြီးအတွက်ရည်ရွယ်ပြီးစူးစီးရေးသားထားတယ်လို့အခိုင်အမာဆိုခဲ့ပါတယ်။သူတို့ကဒီစာအုပ်ကဆေးဘက်ဝင်အပင်များနက္ခဗေဒကိုထုံးရေချိုးနေစတဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာအချက်အလက်များပါဝင်တဲ့ဆေးကျမ်းဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်။ဒီစာအုပ်မှာဆိုရင်
မူရင်းလက်တွေ့ကဘာမှမတွေ့ရတဲ့ထူးခြားဆန်းပြတဲ့အပင်ပုံပေါင်း100ကျော်ပေါင်းဝင်ပါတယ်ဒီပိုင်းဟာမျိုးသမီးဆေးဆရာများအတွက်ရည်ရွယ်တဲ့လျှို့ဝှက်ဆေးပတ်ဝင်အပင်များစီရင်ဖြစ်ဖို့အများဆုံးဖြစ်နိုင်ပါတယ်တကယ်ရှိတဲ့အပင်တွေနဲ့ဆေးပတ်ဝင်ဂုဏ်သတ္တုတွေကိုလျှို့ဝှက်သင်္ကေတတွေသုံးပြီးတော့ဖော်ပြခြင်းဖြစ်နိုင်ပါတယ်တားဆက်ထားခြင်းသို့မဟုတ်ကိုဝင်ဖြတ်ချခြင်းအတွက်အသုံးပြုတဲ့အပင်များနဲ့၎င်းတို့ရဲ့တိကျတဲ့ဖော်စက်နည်းများပါဝင်နိုင်ပြီးတော့ဒါတွေဟာဘာသာရေးပြစ်ဒဏ်ပေးခံရနိုင်တာကြောင့်လျှို့ဝှက်ကုတ်ဖြစ်ရေးသားထားခြင်းဖြစ်နိုင်ပါတယ်ဒီကုတ်ချုပ်အနေနဲ့ပြောရရင် Find this manuscript ဟာ15ရာစုအစောပိုင်း1404ခုနှစ်ကနေ1438ခုနှစ်ကတရေပြားပေါ်မှာရေးသားခဲ့တဲ့လက်ရေးမူနဲ့စာမျက်နှာပေါင်း240ကျော်ပါဝင်တဲ့စာမူတစ်ခုဖြစ်ပြီးတော့၎င်းဟာကမ္ဘာပေါ်မှာယနေ့တိုင်ဖတ်မရသေးတဲ့လျှို့ဝှက်အစမ်းကျယ်သောစာအုပ်အဖြစ်တည်ရှိနေပါတယ်စာမူကိုမြေသူကမြေတိနေရာမှာမြေတိပုံစံနဲ့ရေးသားခဲ့ကြောင်းကိုလုံးဝမသိရပါဘူးစာရေးသားများကိုလည်းကမ္ဘာပေါ်မှာရှိတဲ့ဘာသာစကားနဲ့မတူညီသောအမည်မသိအခရာများနဲ့ရေးသားထားပါတယ်။ဒါကြောင့် AI အပါအဝင်ကမ္ဘာထိပ်တန်းကုတ်ဖြေပညာရှင်များကနှစ်ပေါင်းရာချီကြောင်ကြိုးစားခဲ့ပေမဲ့ဒီစာအုပ်တစ်ခုလုံးရဲ့ရုပ်တိတန်တဲ့ဘာသာပြန်အဖြစ်မိတူးမှမဖော်ထုတ်နိုင်သေးပါဘူးဗျ။ Find this manuscript ဟာလက်ခေတ်နှောင်းပိုင်းကပညာရှင်တွေရဲ့တွေးခေါ်ဘာသာရေးဆိုင်ရာလှုပ်ဝက်ကိုဖန်တီးမှုအစဉ်တန်းနဲ့အဲ့ဒီခေတ်ကမျိုးသမီးများရဲ့လှုပ်ဝက်ကျမ်းမာရေးဆိုင်ရာအသိပညာတွေကိုလေ့လာဖို့အတွက်အဖိုးမဖြတ်နိုင်တဲ့တမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်ခဲ့ပါတယ်ဗျဒီအချက်တွေကြောင့် Find this manuscript ဟာကမ္ဘာပေါ်မှာဖတ်လို့မရသေးတဲ့တစ်ခုတည်းသောစာအုပ်အဖြစ်နှစ်ပေါင်း600နီးပါးကြောင်းလှုပ်ဝက်စမ်းကြယ်စွာရက်တည်နေတာပဲဖြစ်ပါတယ်ဗျလူကြီးမင်းတို့ဒီစာအုပ်ဟာဘာအကြောင်းအရာတွေပါဝင်တဲ့စာအုပ်တော်ဖြစ်တယ်ဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလဲပါအောင်ဗျကျွန်တော်အစီအစဉ်ကိုဒီမှာရန်နာခွင့်ပြုပါအောင်ပြီးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြမယ်